ဒီနေ့မှာတော့မြန်မာနိုင်ငံအတွင်းလက်ရှိဖြစ်ပေါ်နေတဲ့အခြေခံစားတောက်ကုန်များဖြစ်တဲ့ဆန်စားသုံးဆီစားနှင့်ငရုတ်သီးဈေးများမြင့်တက်နေတဲ့အခြေအနေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။လက်ရှိအချိန်မှာဆန်ဈေးနှုန်းများတဖြည်းဖြည်းမြင့်တက်လာနေပြီးလူထုနေ့စဉ်ဘဝအတွက်အရေးကြီးတဲ့စားတောက်ကုန်တစ်ခုဖြစ်သောကြောင့်အိမ်အောင်စုများအတွက်ဝင်ထုတ်ဝင်ပို့တစ်ခုဖြစ်လာနေပါတယ်။ဆန်ဈေးတက်ခြင်း၏အကြောင်းရင်းများအနေနဲ့စိုက်ပျိုးရေးကုန်ကျစရိတ်များတိုးလာခြင်း၊တည်ယူပို့ဆောင်ရေးအခက်အခဲများနှင့်ဈေးကွက်မတည်ငြိမ်မှုတို့ပါဝင်နေပါတယ်။ထို့အပြင်စားသုံးဆီဈေးများလည်းဆက်လက်မြင့်တက်နေပြီးနေ့စဉ်စားတောက်ရာတွင်မဖြစ်မနေလိုအပ်သောပစ္စည်းဖြစ်သဖြင့်လူထုအတွက်အခက်အခဲများပိုမိုတိုးလာပါတယ်။ဆီဈေးတက်ခြင်းသည်ကမ္ဘာဈေးနှုန်းပြောင်းလဲမှုတည်ယူပို့ဆောင်ရေးကုန်ကျစရိတ်နှင့်နိုင်ငံခြားငွေလဲနှုန်းများ၏တက်ရောက်မှုကြောင့်ဖြစ်ပါသည်။စားနှင့်ငရုတ်သီးဈေးများလည်းအတူတူမြင့်တက်နေပြီးအထူးသဖြင့်ငရုတ်သီးကဲ့သို့စိုက်ပျိုးရေးထုတ်ကုန်များတွင်ရာသီဥတုပြောင်းလဲမှုထုတ်လုပ်မှုလျော့နည်းမှုနှင့်တည်ယူပို့ဆောင်ရေးပြဿနာများကြောင့်ဈေးနှုန်းများတက်လာခြင်းဖြစ်ပါတယ်။ဤကဲ့သို့အခြေခံစားတောက်ကုန်ဈေးနှုန်းများတက်လာခြင်းကြောင့်လူထုအနေဖြင့်နေ့စဉ်အသုံးစရိတ်များတိုးလာပြီးဝင်ငွေနည်းပါးသူများအတွက်အထူးအခက်အခဲများဖြစ်ပေါ်နေပါတယ်။အဆုံးသတ်အနေနဲ့ပြောရမယ်ဆိုရင်ဆန်ဆီစားနှင့်ငရုတ်သီးဈေးမြင့်တက်မှုသည်လူနေမှုဘဝအပေါ်တိုက်ရိုက်တက်ရောက်မှုရှိသောအရေးကြီးပြဿနာတစ်ခုဖြစ်ပြီးဈေးနှုန်းတည်ငြိမ်စေရန်အချိန်မီစီမံခန့်ခွဲမှုများလိုအပ်နေပါသည်။ဆက်လက်ပြီးမြန်မာနိုင်ငံရေးအတွက်အရေးပါသောပုဂ္ဂိုလ်တစ်ဦးဖြစ်သည့်နှင့်ပတ်သက်သောလက်ရှိအခြေအနေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။လက်ရှိအချိန်တွင်ဒေါ်အောင်ဆန်းစုကြည်သည်အမှုများနှင့်ဆက်နွယ်၍ထိန်းသိမ်းခံထားရဆဲဖြစ်ပြီးနိုင်ငံရေးအခြေအနေအပေါ်တက်ရောက်မှုရှိနေဆဲဖြစ်ပါတယ်။ယင်းနှင့်ပတ်သက်သည့်သတင်းများမှာပြည်တွင်းနှင့်ပြည်ပတွင်ဆက်လက်စိတ်ဝင်စားမှုမြင့်မားနေပါတယ်။နိုင်ငံတကာအတိုင်းအဝိုင်းမှလည်းဒေါ်အောင်ဆန်းစုကြည်၏အခြေအနေကိုစောင့်ကြည့်နေကြပြီးလူ့အခွင့်အရေးနှင့်သက်ဆိုင်သောအကြောင်းအရာများကိုဆက်လက်ဆွေးနွေးနေကြပါတယ်။အချို့သောအဖွဲ့အစည်းများကလွတ်မြောက်ခွင့်နှင့်တင့်လျော်သောဆောင်ရွက်မှုများကိုတောင်းဆိုနေကြပါသည်။ပြည်တွင်းတွင်လည်းဒင်း၏အခြေအနေသည်နိုင်ငံရေးအခြေအနေတစ်ရပ်လုံးအပေါ်တက်ရောက်မှုရှိနေပြီးပြည်သူများအကြားစိတ်ဝင်စားမှုဆက်လက်ရှိနေပါသည်။အဆုံးသတ်အနေနဲ့ပြောရမယ်ဆိုရင်ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်သောသတင်းများသည်မြန်မာနိုင်ငံ၏နိုင်ငံရေးအခြေအနေနှင့်တိုက်ရိုက်ဆက်စပ်နေပြီးဆက်လက်စောင့်ကြည့်ရမည့်အရေးကြီးသောအကြောင်းအရာတစ်ခုဖြစ်ပါတယ်